ချင်းမိုင်မှာအိမ်လေးလာဝယ်တော့မယ်ဆိုလို့ရှိရင်ဘယ်နေရာဝယ်ရကောင်းမှမတိကြတဲ့ဧည့်သည်တွေအများစုရှိကြတယ်အဲ့တော့ကျွန်တော်ဒီဟာလေးကိုတစ်ချက်လောက်ရှင်းပြပေးပါမယ် location ပေါ့နော်ချင်းမိုင်ကိုပြောလို့ရှိရင်တော့သူကပထမဦးဆုံးအနေနဲ့ဆိုရင်အိုးထောင်းကိုအဓိကအမိပြုပြီးတော့ပြောကြတယ်ဒီအိုးထောင်းကတော့ပထမရှိလာတဲ့ဟာပေါ့နော်ဒါတော့ပြင်မြစ်ဒီ structure လေးကိုတစ်ချက်မြင်လိုက်လို့ရှိရင်တော့ပို့ပြီးမှရှင်းလင်းလွယ်တယ်ဒီဘက်မှာကြာလို့ရှိရင်တွိုင်ရှူထက်တောင်ရှိတယ်ဒီဘက်မှာနေစိတ်ရှိတယ်အဲ့တော့ဒီဟာတော့သူ့ရဲ့မူလရဲ့ structure ပေါ့နော်အဲ့တော့ပုံမှန်အားဖြင့်ဒီအိုးထောင်းကိုလာလဲကြတယ်ပြီးလို့ရှိရင်ဒီနင်းမန်ဒီတကြောထဲမှာနင်းမန်ဆိုတာသူကနေရ area ပြောတာမဟုတ်သူက land လို့ပြောတာဒီ land ကကျတော့နင်းမန် land လို့ခေါ်တာအဲ့တော့ကျွန်တော်တို့ကအလဲပက်လာတယ်ဆိုလို့ရှိရင်တော့ဒီအိုးထောင်းနဲ့ဒီနင်းမန်တကြောထဲကိုအဓိကသွားကြတယ်အဲ့တော့နင်းမန်ကိုဘာကြောင့်မလို့ကြိုက်လဲဆိုတော့အဲ့နေရာမှာက restaurant တွေရောcoffee ဆိုင်တွေရောဘားတွေရော club တွေရောအားလုံးအစုံကဒီနင်းမန်တကြားထဲမှာပဲတော့ရှိတာအဲ့တော့လူငယ်တွေများတယ်နိုင်ငံခြားသားတွေများတယ် digital nomad တွေတပေါ်ကြတဲ့နေရာဖြစ်တယ်အိုးထောင်းထဲမှာပါကွာမလဲဆိုတော့အိုးထောင်းထဲမှာကသူကဟိုးရင်ကလေးကရှိခဲ့တဲ့နေရာဖြစ်တဲ့ကြောင့်မလို့သူက project အစ်စ်လည်းမလာတော့တလို့မျိုးသူကတော်တော်လေးကိုအဲ့လိုtraditional ပုံစံမျိုးတော့ဖြစ်မယ် CD ပထိုးလေးနဲ့ပြီးလို့ရှိရင်ဟိုဒီဖျားเจ้าဆောင်တွေကတော့များတယ်ဒါပေမဲ့အဲ့နေရာမှာဟိုဘားတို့ club တို့ဒီထဲမှာတော့တော်တော်လေးနည်းမယ်ဒါပေမဲ့ဒီပတ်ဝန်းကျင်မှာတော့သူကရှိမယ်ပေါ့နော်အဲ့တော့ဒီနင်းမန်တကြောနဲ့ပြီးလို့ရှိရင်အိုးထောင်းပတ်လေထဲမှာကတော့လေဘက်ကတော့အများစုရှိကြတယ်ပြီးရင်နောက်တစ်ခုကကြောက်လို့ရှိရင်ဒီနေရာမှာချန်ကလန်တကြောပေါ့ဒီဟာတော့ပြင်မြစ်တကြောကကြတော့အရင်တုန်းကလူတွေကကုန်စီပို့ဆောင်ရေးလုပ်တဲ့အချိန်မှာဒီတကြောထဲမှာလာပြီးတော့မှကျွန်တော်တို့ချကြတယ်မန်လေးအနေနဲ့ပြောတယ်ဆိုလို့ရှိရင်တော့သူကလက်ကားဈေးပုံစံမျိုးဈေးချိုပုံစံမျိုးပေါ့နော်ဒီပတ်လည်မှာသွားပြီးတော့မှအဲ့လိုကုန်စီတွေပို့ဆောင်ပြီးတော့မှထားလေးရှိကြတယ်အဲ့တော့အဲ့နေရာကစပြီးတော့မှလူစီလာတယ်ပေါ့နော်လူစီလာပြီးတော့မှဒီနေရာမှာ 5 star hotel တွေအစုံရှိတယ်ညဈေးတွေရောအဲ့တော့ဒီတကြောထဲမှာကျတော့သူကပို့ပြီးမှအဲ့လိုလူတိများလာတယ်ဆိုတဲ့အနေအထားတစ်ခုတော့ရှိတယ်ဒါပေမဲ့ဘာတစ်ခုအားနည်းနိုင်လဲဆိုတော့သူကရည်ကြီးတယ်ဆိုလို့ရှိရင်ဒီပြင်မြစ်တကြောချန်ကလန်တခြားကနေမှဒီပြင်မြစ်တကြောထဲမှာအားလုံးကတော့ရည်ကြီးနိုင်တဲ့အနေအထားတစ်ခုရှိတယ်ဒါကတော့အလဲပတ်များပေမဲ့လည်းသူကရည်ကြီးတဲ့ risk ကတော့ရှိတယ်ပေါ့နော်အဲ့တော့ဒီထဲမှာကထိုင်းမှာကနေထိုင်ကြတဲ့လူတွေအများစုကတိကျလိမ့်မယ်အများစုကဟိုဒီ shopping mall တွေကိုအမိပြုတ်ပြီးတော့မှအဓိကနေထိုင်ကြတာများတယ်ဘန်ကောက်မှာဆိုလို့ရှိရင်လည်းဟိုဒီသူ့ရဲ့နယ်မြေ like ကိုမှသူ shopping mall တွေရှိကြတယ်အဲ့တော့ဒီရဲ့ lifestyle တစ်ခုကကြတော့သူ shopping mall ကိုကင်းခွာလို့မရတဲ့အနေအထားတစ်ခုမျိုးကျွန်တော်တို့အဲ့လိုတင်တန်းတက်မယ်ဆိုလို့ရှိရင်လည်းကလေးတွေအတွက်က shopping mall ထဲမှာရှိမယ်ပြီးလို့ရှိရင်နောက်ထပ်ဟိုဒီအခုဈေးဝယ်မယ်ဆိုလို့ရှိရင်လည်း shopping mall ထဲမှာပဲဒီအလားလေးပြင်မယ်ဆိုလို့ရှိရင်လည်း shopping mall ထဲမှာပဲစပင်ညက်မယ်ဆိုလည်း shopping mall ထဲမှာအားလုံးက shopping mall ထဲမှာရှိတယ်ဆိုတဲ့အနေအထားတစ်ခုတော့ရှိတာပေါ့နော်အဲ့တော့အခုလက်ရှိဒီထဲမှာကြာလို့ရှိရင်တော့ central ချင်းမိုင်မှာကြာလို့ရှိရင်တော့ central airport ကတော့သူကပထမဦးဆုံးတော့1990ကလေးကစခဲ့တဲ့ဒီ shopping mall တစ်ခုဖြစ်တယ်ပြီးရင်ဒုတိယတစ်ခုကကြာလို့ရှိရင်တော့ central festival ပေါ့1990ကစခဲ့တဲ့ဒီ shopping mall ကကြာတော့သူကပထမဦးဆုံးစပြီးဖွံ့ဖြိုးခဲ့တဲ့နေရာလို့ပြောလို့ရတယ်ဒီအောက်ထဲတကြောထဲပေါ့အများစုကတော့သူကဟန်တုံးလို့တိကြတယ်ဒီဟန်တုံးတိကြတဲ့နေရာတစ်ခုကကြာလို့ရှိရင်တော့သူကပို့ပြီးမှအဲ့လိုဟိုလူတိများကြတယ်ပြီးရင်ဈေးတွေအနေထားတစ်ခုကလည်းပို့ပြီးမှကြီးတယ်ပြီးလို့ရှိရင်ဒီအခု Central Festival ဒီတစ်ဖက်တကြောကကြာတော့သူကပထမဦးဆုံးတော့1900ဟိုပထမအကြီးဆုံး shopping mall ဖြစ်တယ်သူကဒီချင်းမိုင်မှာအကြီးဆုံးလည်းဖြစ်တယ်လို့ထိုင်းနိုင်ငံမြောက်ပိုင်းထဲမှာအကြီးဆုံး shopping mall လည်းကျွန်တော်ပြောလို့ရတာပေါ့နော်အဲ့တော့အလားလာကျွန်တော်ပြောလို့ရတယ်ဆိုလို့ရှိရင်တော့ဒီအိုးထောင်းရဲ့ဒီအရှိချမ်းမှာကြာဒီအနောက်ချမ်းမှာကြာလို့ရှိရင်တော့သူကတွိုင်စတက်တောင်ရှိတယ်ပြီးလို့ရှိရင် Central Airport ရှိတယ်ဒီဘက်တကြောထဲမှာကြာတော့လုံချင်းအင်အားလေးကရှိဖို့မလွယ်တော့အများဆိုတော့ကွန်ဒိုပဲရှိရပါတော့ကွန်ဒိုကလည်းထွက်လာတာနဲ့ကုန်တာများတယ်ပြီးရင် digital nomad တွေတပေါ်ကြတယ်ပြီးလို့ရှိရင် digital nomad တွေအများဆိုကလည်းသူကကာလာတူပေါ့တလား2လ3လ4လ5လလေး5လေးရှိကြတယ်အဲ့တော့နေရာအကြိုက်ဆုံးကတော့အလဲပတ်လို့ပြောလို့ရှိရင်တော့ဒီနေရာဖြစ်တယ် investor ရှုထောင့်အင်အားပြောမယ်ဆိုလို့ရှိရင်လည်းသူကငါးစားမယ်ပါညာဆိုလို့ရှိရင်လည်းဒီဘက်တကြောအဆင်ပြေတယ်ပြီးတော့နောက်တစ်ခုကကြာလို့ရှိရင်တော့ဒီဟာရဲ့ဒီအခုမြောက်ဖက်ချမ်းပေါ့နော်မြောက်ဖက်ချမ်းမှာကြာတော့ဒီဘက်တကြောထဲမှာကြာလို့ရှိရင်တော့သူက government community ရှိတယ်ဒီ government community ကရုံမောင်းစုနဲ့12စုနဲ့ပြီးလို့ရှိရင် police station land department အားလုံးအဆောင်အဒီဘက်တကြောထဲမှာပဲအဲ့တော့သူကဘာတစ်ခု message ကိုပေးနေလဲဆိုတော့လုံခြုံစိတ်ချတယ်ပေါ့နော်ဒီကနေမှအပေါ်တက်သွားတယ်ဆိုလို့ရှိရင်ဒီ Marine ဖက်တက်သွား Marine ရဲ့ဒီဘက်ချမ်းမှာကြာလို့ရှိရင်တော့သူကစစ်တပ် area Marine ရောက်ဖို့ကြာလို့ရှိရင်တော့သူကတနိုင်လောက်ကောင်းမောင်းရတယ်အဲ့တော့တောင်ပေါ်ရဲ့ activity ရှိတဲ့နေရာတွေကြာလို့ရှိရင်တော့သူက
အဲ့လို camp တို့ပြီးလို့ရှိရင်တောင်တက် activity တွေကအဲ့ပေါ်မှာရှိတယ်ဒါပေမဲ့သူ့ရဲ့ vibe ကကြတော့လုံးဝ AACC vibe ဆိုတော့အဲ့လိုဟိုကျွန်တော်တို့အဲ့လို shopping mall တို့ဘာတို့အဲ့လိုပုံစံမျိုးတော့သူကမဟုတ်ဘူးသူလုံးဝတောင်တန်း vibe အဲ့တော့ဒီဖက်အနေထားတစ်ခုကတော့သူကတောင်တန်းနဲ့ပြီးလို့ရှိရင်ဒီအခု government community ပုံစံမျိုး AACC နေတဲ့အပိုင်းပေါ့ဒီအောက်တကြောကကြတော့သူကနာမည်ကြီးတာတော့သူဟန်တုံးနဲ့နာမည်ကြီးတယ်အများစုကချင်းမိုင်ကိုလာပြီးကြတဲ့လူတွေတော့တိကျလိမ့်မယ်အဲ့တော့ဒီဖက်မှာကဘာလို့အဲ့လိုအရင်ကတည်းကစပြီးဖွံ့ဖြိုးခဲ့လဲဆိုတော့ဒီအိုထောင်းကနေမှစပြီးမြုပ်ချက်ခဲ့တာဒီဘက်တကြောဒီနားလေးမှာတော့သူကတရုတ်တိုင်ယုံလေးရှိတယ်ပြီးရင်ဒီဘက်တကြောထဲမှာကြာလို့ရှိရင်တော့တရုတ်တွေအများစုကလာပြီးတော့မှကလေးကြောင်ထားကြတဲ့ကာလမှာရှေ့နှစ်မှာ၄-၅နှစ်ကာလမှာကြာလို့ရှိရင်တောက်လျှောက်ကတရုတ်တွေအများစုလာပြီးတော့မှအင်ချမီတွေလာဝယ်ကြအောင်နော်နောက်လာဝယ်ပြီးတော့မှကလေးတွေလာကြီးကြောင်ထားကြတယ်ချင်းမိုင်ကကြတော့သူကဘလိုပိုက်တွေပေးနေလဲဆိုတော့သူကဈေးတက်တာတယ်ပြီးလို့ရှိရင်ဒီအခု international school တွေများတယ်ဆိုတဲ့အနေအထားတစ်ခုပေါ့နော်အဲ့တော့ तू ကအနောက်တိုင်းတွေကိုသွားချင်တယ်ဆိုလို့ရှိရင်ချင်းမိုင်မှာလာပြီးတော့မှကလေးကိုအဲ့လိုသူငယ်တဲ့အလယ်တဲ့အထက်တိုင်းအထိရောထားတယ်ထားပြီးလို့ရှိရင်ကျွန်တော်တို့တက်ကလို့ကိုကျွန်တော်တို့ရှိရင်ဒီအခုအနောက်တိုင်းကိုတစ်ခါတန်သွားတယ်ပေါ့နော်အဲ့တော့ဒီဘက်လာပြီးတော့မှပြောင်းရွှေ့လာကြတဲ့အချိန်မှာအရင်တော့သူကအဲ့လိုlease နဲ့မရပေမဲ့လည်းသူက free hold နဲ့သုံးဖို့နဲ့ company နဲ့ဝယ်ကြတာများတယ်။များကြတော့အခုလက်ရှိဒီနေရာတကြောထဲမှာတိုးတက်လာတာအချိန်ဟောင်းနဲ့တိုးတက်လာတယ်ပြီးရင်မြေဈေးတွေတက်လာပါတော့။အဲ့တော့အလားတူပဲအဲ့နေရာမှာဗာတွေများလာလဲဆိုတာဒီ international school တွေများလာတယ်။ international school တွေက3ပုံ2ပုံလောက်ရှိတဲ့ international school တွေကဒီတကြောထဲမှာပဲသွားရှိတာ။ဒီဟန်နုံးဒီတကြောထဲမှာပဲ။အဲ့တော့ဘယ်လိုပြောမလဲအလဲပတ်များတယ်ဟိုဒီအခုကျောင်းတွေများတယ်ကလေးလေးကျောင်းတက်ဖို့ပတ်ဝန်းကျင်ကတော့အဆင်ပြေတယ် investor shootout အနေနဲ့တွဲမယ်ဆိုလို့ရှိရင်တော့ तू ကအဲ့လိုငားတယ်ဆိုလို့ရှိရင်တော့နှစ်ကာလကြာတယ်ပေါ့နော်ပုံမှန်အားဖြင့်3နှစ်6နှစ်8နှစ်အဝန်းကျင်လောက်တော့ तू ကကြာတယ်အဲ့တော့ဒီနေရာမှာကျတော့ तू ကအဲ့လိုငါးစားမယ်ဆိုလို့ရှိရင်တော့ရေရှည်အနေနဲ့အဆင်ပြေပေါ့နော်ဒါပေမဲ့တခုတော့ပါ तू အားနဲ့လဲဆိုတော့ तू ကဒီတရုတ်တွေများတဲ့အတွက်ကြောင့်မလို့လဲ तू က land department ကတော့ तू ကချက်တယ်ဘာလို့လဲဆိုတော့အများစုတရုတ်တွေကကြတော့သူကအဲ့လို company နဲ့လည်းဝယ်ကြတယ်ဟို risk ကိုများများယူပြီးတော့မှသူတို့ကအဲ့လိုလောက်ကြတော့အဲ့ရဲ့အနေထားတစ်ခုကကျွန်တော်ဘန်ကောက်ရဲ့ခွေးဟောင်လိုပဲသူကလန်တမမန်ကတော့တော်တော်လေးကိုချက်တယ်ဆိုတဲ့အနေထားတစ်ခုတော့ဖြစ်တယ်ပြီးတော့မြေစည်းအနေနဲ့ကြီးရပေါ့အဲ့တော့ကျွန်တော်အရှိချမ်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူကဒီအရှိချမ်းထဲမှာကြာလို့ရှိရင်တော့အကြီးဆုံးဖြစ်တဲ့ဒီ Central Festival ရှိမယ်ပြီးရင် Pixie Macro Indexဒါအကြီးဆုံးဆိုင်နေပဲပြီးရင် American တန်ရုံးရှိမယ် Bangkok Hospital နဲ့ပြီးရင်ချင်းမိုင် RAM ကကြာလို့ရှိရင်မူလတုန်းကဒီနေရာမှာတစ်ခုဖွင့်ထားတယ်နှိမ်မှန်နားလေးမှာအဲ့တော့နောက်ထပ်တစ်ခုထပ်ဖွင့်တာကဒီနားလေးမှာတစ်ခုထပ်ဖွင့်တယ်ချင်းမိုင် RAM 2ဆိုပါအဲ့တော့သူ့ရဲ့အဓိက infrastructure နဲ့အကောင်းဆုံးဆေးရုံတွေအကောင်းဆုံးဒီအခုsupermarket ပုံစံမျိုးတွေအားလုံးကဒီအရှိချမ်းမှာသွားပြီးတည်ထားတယ်ပြီးရင်အကြီးဆုံး shopping mall တွေအဲ့တော့ဒီနေရာဘယ်လိုဖြစ်နေလဲဆိုတော့သူကချင်းမိုင်ရဲ့ CBD area လို့ပုံစံဖြစ်နေတာအဲ့တော့ business district အနေနဲ့ပေါ့နော်ဒီတကြောထဲမှာအဲ့တော့နောက်ပိုင်းရဲ့ပြီးရင်ဘာတစ်ခုဖြစ်သေးလဲဆိုတော့ဒီတကြောထဲမှာရေမနစ်ဘူးပြီးတော့မြေပြန့်ဖြစ်တယ်အဲ့တော့သူ့ရဲ့တိုးတက်တဲ့အားကတော့ဒီဘက်တကြောထဲကိုပို့ပြီးအားကောင်းတယ်အဲ့ဒါကြောင့်မလို့လဲကျွန်တော်တို့အခုလက်ရှိကcity bus ဘာကြောင့်မလို့သူကရောင်းလို့ကောင်းလဲဆိုတော့ဒီဘက်တကြောထဲမှာသူကပို့ပြီးမှချဲ့လို့ရတဲ့ကဏ္ဍတွေကနည်းနည်းများနေပြီးရင်အခုလက်ရှိကတော့ဖရဲ University ကနေမှဒီ city bus ကိုဒီဘက်တကြောထဲကိုသူကလမ်းဖောက်ထားဖို့ရာထားရှိတယ်အခုကတော့စဖောက်နေပေါ့နော်ဒီ6လမ်းသွားတော့ဒီကနေမှ secondary နဲ့ third ring ကိုသူက3နှစ်အတွင်းထဲမှာဖောက်သွားမယ်3နှစ်မဟုတ်2028မှာပြီးစီးမယ်ပေါ့စတင်လမ်းတောက်ပြုမယ်ဆိုတဲ့အနေအထားတစ်ခုတော့ကြော်ညာထားတယ်အဲ့တော့ဒီဟာလေးဖွင့်ခဲ့တယ်ဆိုလို့ရှိရင်တော့ဒီဘက်တကြောရဲ့တိုးတက်မှုအားတော့ပိုပြီးအားကောင်းနိုင်တယ်အဲ့တော့ကျွန်တော်တို့တစ်ခုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ route 60 route ဒီ11ဆိုတာရှိတယ်သူကဒီကနေမှတက်လာတယ်ဆိုလို့ရှိရင်သူကဘန်ကောက်ဘက်ကနေတက်လာတယ်လမ်းတက်လာပြီးပြီဆိုရင်တော့ဒီ Central Festival နားလေးမှဆုံးတယ်ဒီကနေမှဒီဘက်သွားလိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့Chiang Rai ဘက်တက်တဲ့လမ်းပေါ့နော်အဲ့တော့နေရာနေထားတစ်ခုကတော့သူကဒီအရှိချမ်းထဲမှာတော့သူကတော်တော်လေးတိုးတက်လာနိုင်တဲ့အလားလားအားကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ဘယ်နေရာကောင်းလဲဆိုတာတော့အဓိကကိုမီတာစုပေါ်မှာမူတည်လိမ့်မယ်ဆိုတဲ့အနေအထားတစ်ခုတော့ကျွန်တော်အကြံပေးချင်တယ်ပထမဦးဆုံးကဒီတချမ်းထဲမှာကြာလို့ရှိရင်တော့ကလေးငယ်လေးပေါ့နော်ဟို4နှစ်5နှစ်ရှိမယ်ပြီးတော့ကလေးချောင်းထားဖို့ရထားတယ်ဆိုရင်တော့ဒီဟန်တုံးဘက်မှာတစ်ချက်ကျွန်တော်ရလို့ရတယ်ပုံမှန်အားဖြင့်ကျွန်တော်တို့ဒီထဲမှာဆိုလို့ရှိရင်3တန်း4တန်း5တန်းကနေမှ10တန်းကျော်အထိဖိုးဗလာအထိအဆုံးရှိရပါတော့ပြီးတော့ဒီအပေါ်ထပ်မှာကြာလို့ရှိရင်တော့ investor လေးအဆင်ပြေတယ်ခုလောလောဆယ်မှာတော့ဒီဟာဆိုလို့ရှိရင်တော့JL4ဆိုလို့ရှိရင်တော့9 unit ပဲကျန်တော့မယ်သူကဒီ
ငါးစားဖို့အတွက်တော်တော်များများလည်းအဆင်ပြေတယ်ပြီးရင် pin life ကွန်ဒိုကကြာလို့ရှိရင်လည်းသူကဒီချမိုင် University နဲ့လမ်းလျှောက်သွားလို့ရတဲ့ distance ပြီးလို့ရှိရင် Rajamanga University နဲ့လမ်းလျှောက်သွားလို့ရတဲ့ distance ဒါလေးကြာလို့ရှိရင်တော့သူကကွန်ဒိုသဘောကျတယ်ပြီးလို့ရှိရင်ငါးစားမယ်ဆိုတဲ့အနေအထားတစ်ခုဆိုရင်တော့သူကအဆင်ပြေတယ်တော့မဟုတ်ဘူးဒီအပေါ်ချမ်းနေမှာကြာလို့ရှိရင်တော့သူကဘာဖြစ်လဲဆိုတော့အေးစစ်စစ်နေမဲ့လူတွေသူကဈေးတက်တာတယ်ပြီးရင်အေးစစ်စစ်နေမဲ့လူတွေအတွက်အဆင်ပြေတယ်ဒီနေရာမှာကြာလို့ရှိရင်ကျွန်တော်2တန်းကျော်လောက်ကနေမှစပြီးတော့မှရှိတယ်ပေါ့နော်လုံးချင်းအဲ့တော့အိတ်ခန့်နဲ့အဲ့တော့ retire သမားလေးဟိုတောင်တန်းနေနဲ့အေးစစ်စစ်ပဲနေမယ်ဝေးတဲ့ကိစ္စမရှိဘူးကျွန်တော်တို့အဲ့လိုဒီလိုတည်ငြိမ်တဲ့ bike လေးကိုပို့ပြီးတပေါ်ကြတယ်ဆိုလို့ရှိရင်တော့ဒီအပေါ်အဆင်ပြေတယ်။အဲ့လိုလဲဆိုတော့ဒီကနေမှကျွန်တော်တို့ဒီဘက်မြို့တွင်းထဲလာမယ်ဆိုရင်တော့မှမဝေး23မိနစ်ဝန်းကျင်လောက်ပဲရှိမယ်။အဲ့တော့သူ့အနေနဲ့ Central Festival လာမယ်ဆိုလို့ရှိရင်လည်း15မိနစ်လောက်နဲ့ရောက်တယ်ပေါ့နော်။အဲ့တော့ဒီ distance ကကျွန်တော်တို့တခြားနေရာနဲ့သွားရှင်းမယ်။ရန်ကုန်တော့မလို့ရှိရင်ဘန်ကောက်နဲ့သွားရှင်းမယ်ဆိုလို့ရှိရင်တော့တချို့ကားကြက်ရင်တော့မှလမ်းတစ်ပြားနဲ့နိုင်ဝက်ကြက်တယ်ဆိုတော့လေဒီနေရာကကျတော့ဒီနိုင်ဝက်အတွင်းထဲမှာပဲရှိတယ်ဆိုတော့တော်တော်လေးအဆင်ပြေလို့ကျွန်တော်ပြောလို့ရပါဘူးနော်။ပြီးရင်ဒီကနေမှအရှိချမ်းမှာကြာလို့ရှိရင်တော့သူကတိုးတက်လိုက်မယ်လာလာနဲ့အခုလက်ရှိရဲ့သူစီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နေရာလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ဒီဘက်မှာကရေရှည်နေထိုင်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်လို့မျိုးဥပမာကလေးကဟိုဒီဘက်တကြောထဲမှာကြောင်းတက်တယ်ဆိုလို့ရှိရင်15မိနစ်ဝန်းကျင်လောက်နဲ့ရောက်တယ်ပေါ့နော်ဒါပေမဲ့ဒီဘက်တကြောထဲမှာကြောင်းတက်တယ်ဆိုလို့ရှိရင်တော့မိနစ်20ကျော်တော့မိနစ်30ဝန်းကျင်လောက်တော့ဖြစ်မယ်အဲ့တော့အဓိကကိုယ့်ရဲ့လွှဲချက်ပေါ်မှာမြည်တည်ပြီးတော့မှတော့တစ်ချက်ချိန်ကြည့်လို့ရတယ်ဒါပေမဲ့ဟိုနေထိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အကြံပေးတာနောက်ပိုင်းတိုးတက်မယ်ဆိုရင်တော့ဒီဘက်တကြောထဲတော့ပို့ပြီးမှအားကောင်းနိုင်တယ်ဆိုတဲ့အနေအထားတစ်ခုတော့ရှိတယ်ဒီနေရာမှာကြာလို့ရှိရင်တော့ကျွန်တော် break ခါကြရင်သူက7တန်းကျော်လောက်ကနေမှတန်း40ကျော်တန်း50ဝန်းကျင်အထိရှိတယ်ပြီးလို့ရှိရင်ဒီနားလေးမှာကHabitat Ranch ရှိတယ်သူက73တန်းနေမှာတန်း30အထိတကယ် luxury project တွေပေါ့နော်သူက secondary လမ်းမှာပေါ်တော့ပြီးပေါ်ဆောင်ထားတာအဲ့တော့ဒီအရှိထပ်သွားမယ်ဆိုလို့ရှိရင်တော့ဒီ Silver ရှိတဲ့ project နေရာပတ်ဝန်းကျင်ပေါ့အဲ့တော့နေရာအနေထားတစ်ခုအရာကတော့ကျွန်တော်တို့ကကွန်ဒိုပဲနေလုံးချင်းပဲနေသူက9သိန်းကျော်လောက်ကနေကွန်ဒိုဆိုရင်9သိန်းကျော်လောက်ကနေစရှိပြီးတော့မှ9တန်းကျော်အထိရှိမယ်2 bed ကိုပြီးလို့ရှိရင်နောက်ထပ်ဟိုဟာဒီလုံးချင်းဆိုလို့ရှိရင်2တန်းကျော်လောက်ကနေမြန်မာငွေသိန်း3000မရောက်ပေါ့သိန်း2900 2800လောက်ကနေစပြီးတော့မှသိန်း6000 9000အထိလုံးဝ luxury ဖြစ်တဲ့လုံးချင်းအရာလေးဖူးဗစ်လာလေးအစအဆုံးရှိပါတယ်အိတ်ခန်းကတော့2ခန်းကနေမှ3ခန်း4ခန်း5ခန်း6ခန်းအထိအဆုံးရှိတယ်အဲ့တော့ဒီ project ကိုစိတ်ဝင်စားတဲ့ဒီချင်းမိုင်နဲ့ပတ်သက်ပြီးတော့မှဒီကတိချင်တာလေးရှိတယ်ဆိုလို့ရှိရင်တော့ချက်ပေါက်ထဲမှာတစ်ချက်လာမေးလိုက်ပါကျွန်တော်အသေးစိတ်ဖြည့်ပေးပါမယ်ကျေးဇူးတင်ပါတယ်